ပါလဲဆိုတော့ကမ္ဘာနံပါတ်1နိုင်ငံဖြစ်လာဖို့အရေးစားခုံးကြီးရဲ့ပလန်တရုတ်ရဲ့ပလန်ကမ္ဘာမှာနံပါတ်1ဖို့ဖြစ်ဖို့အတွက်တရုတ်ကြီးရဲ့ပလန်ကဘာလဲဆိုတော့ကမ္ဘာကြီးတစ်ခုလုံးကိုစိုးမိုးနိုင်ဖို့ရီမန်းချက်တစ်နှစ်ကို US ဖန်30တရုတ်အတွက်ငွေဝင်လုပ်ငန်းဖြစ်တယ်နော်မင်းအွန်လိုင်းအတွက်တစ်နှစ်ကိုဝင်ငွေဘယ်လောက်ရနေသလဲအခုကရင်မှာနော်ပြောရမယ်ဆိုရင် KNU သားရိုးသားလို့ရှိရင်နော် BGS DKBA သူပြသရမယ်ရန်သူလို့သူကြီးညာရမယ်အောက်ထိုးသဖြင့်ဒီ KLA စိတ်ဦးစီးချုပ်စောကျော်နီကိုသူထောက်ရမယ်ဒီနေ့သတင်းကြားတယ်နော်သတင်းမှာတော့မတွေ့သေးဘူးမူတူစေဖိုးရဲ့ရောက်ဖလာမူတူစေဖိုးရဲ့အကိုလာရောက်ဖလာမသိထောက်လိုက်ပြီးတဲ့တက်မှာ6မှာ KLA စိတ်ဦးစီးချုပ်စောကျော်နီကိုကြတော့ရောဘာလို့မထောက်တာလဲအခုသာကောရဲ့ပလန်သာကောရဲ့ကမ္ဘာနံပါတ်1ဖြစ်ရေးအကြံကဒီလိုအသက်စစ်စစ်နေချင်းကြရင်တော့ကရင်ပြည်နယ်သတင်းရှမ်းမြောက်သတင်းမွန်ပြည်နယ်သတင်းများကိုမဖတ်ကြပါနဲ့တဲ့အဲ့အမှန်ဆုံးပဲနော်ဖက်စစ်ကုမ္ပဏီဖက်ဘယ်မှာလဲနားလေအခုချီနာကဘာတွေပလန်ရှိတယ်လဲဆိုတော့နီးပညာတွေပတ်စံတွေချမ်းသာရုံလောက်နဲ့နံပါတ်1ကမဖြစ်ဘူးကြားဖြတ်နဲ့မူကြီးဆေးတွေကိုတင်ဖို့ရုရှားလုပ်ငန်းတွေနဲ့အနောက်နိုင်ငံတွေကိုနှောင့်ကွယ်ကအင်အားချိနဲ့အောင်တိုက်ခိုက်ဒီကိုဗစ်ကိုဖန်တီးတာတဲ့ချီနာပဲနော်အခုသူကချမ်းသာရုံနဲ့မပြီးဘူးအမေရိကန်အနောက်နိုင်ငံကိုအင်အားချိနဲ့အောင်သူလုပ်တယ်ကဘာကြီးကိုအလင်းပဲရောအမောင်တဲကပါလွမ်းမိုးဖို့ BRI back ဘာလဲ back road နော် anti-static ကဘာကုတ်တော်လေးပတ်လန်ပေါ့နော်ခုနကကျွန်မပြောတဲ့ဒီကဘာကုတ်တော်ရေးပတ်လန်ဒီအာဆီယံကတနိုင်ငံလုံးကိုနော်တရုတ်ကုတ်ကူးနိုင်ဖို့အတွက်ဒီမူကြီးစေဝါလောင်းကစားချားဖြန့်တွေကိုတကဘာလုံးပတ်နိုင်ဖို့အတွက်နော်အဲ့ဒီကဘာကုတ်တော်ရေးပတ်လန်ဆိုပြီးဖော်ဆောင်နေအဲ့ဒီကဘာကုတ်တော်ရေးပတ်လန်ကဘယ်နေရာမှာဂိတ်ဆုံးတယ်ဆိုတော့ရွှေကုတ်ကူဒီရွှေကုတ်ကိုချားဖြန့်လုပ်ငန်းတာအမေရိကန်ကမတိုက်ဖြတ်လို့ရှိရင်တရုတ်ကိုသူမမီတော့ဘူးဒါကိုဒေါ်နယ်ထရန့်သိလို့ဒါကြောင့်အခုဒီဟိုဗာလဲတရုတ်ကြုံတွေတရုတ်ခွေးတွေကမယုံကြည်ဘူးဒီဂျားဖြန့်ကိုအမေရိကန်ကတိုက်ဖြတ်မှာကိုသူတို့မယုံကြည်ဘူးသူတို့ဗာပြောလဲအမေရိကန်ကပြောပဲသူတိုက်ဖြတ်မှာမဟုတ်ဘူးအဲကြောင့်မို့အခုနော်ပြည်တွင်းမှာမော်ချီသူအေးဆေးဆေးပဲမော်ချီသူသမီးဆိုအခုဖိနေဟိုဗာလဲဘောလုံးပွဲကျင်းပတယ်အေးဆေးဆေးပဲအမေရိကန်ကလည်းသူအဆက်ဟိုသူစိတ်ခါအကြခံပြီးတော့ဒီဂျားဖြန့်တိုက်ဖြတ်ရေးနော်ကာကွယ်ရေးတပ်ဖွဲ့ရေးတပ်ဖွဲ့အဖွဲ့ကိုသူမဖွဲ့စည်းပါဘူးဒါကြောင့်မို့သူကဘယ်လိုပဲနည်းပဲပုံနဲ့ဝင်မလဲဆိုတာကျွန်တော်တို့မသိဘူးနော်စောက်ကြည့်ရမှာပေါ့ကဲအခုဆက်ပြောမယ်တရုတ်ရဲ့ဖတ်လန်ကဘာကြီးကိုအလင်းမဲကရောအမောင်တဲကပါလွမ်းမိုးဖို့ကဘာကုတ်တော်ရေးပတ်လန်ဆိုပြီးဖော်ဆောင်တယ်အဲ့ဒီလမ်းကြောင်းမှာကမ္ဘောဒီးယားကစင်ဟာဘီမြန်မာပြည်ကရွှေကုတ်ကိုနော်လောက်ကင်ထိုင်းနိုင်ငံပါတယ်ရှေ့မှာတော့ကုတ်သွဲရေးဆိုပြီးတကဘာလုံးကိုငွေနဲ့သိသွင်းနောက်ကွယ်မှာဒုစရိုက်လုပ်ငန်းကြီးတွေနဲ့ကဘာအမောင်ချမ်းကိုဖန်တီးပြီးအုပ်ဆိုးမယ်ဆိုတဲ့ရည်ရွယ်ချက်တရုတ်ကဘလောက်ထိအကြံကြီးတယ်လဲဒါကြောင့်မလို့ဒါကိုဩစတြေးလျအီတလီတို့ကသိတော့နှုတ်ထွက်ကြတယ်ကမ္ဘောဒီးယားကစင်ဟာဘီဆိုတဲ့မြို့ကိုဒုစရိုက်မြို့တော်ကြီးအဖြစ်ဖန်တီးတမျိုးလုံးကိုသာဂောကငွေနဲ့သိကမ္ဘောဒီးယားနိုင်နင်းရေးတွေလောက်တော့ဂိုင်းတွေဟာကမ္ဘောဒီးယားနယ်စပ်နဲ့မြန်မာပြည်တဲကဆွေကုတ်ကိုပြောင်းရွှေ့ခဲ့တယ်ဟုတ်ပါအခုတရည်ပြည်နယ်မလေးမောင်ချစ်သူဗလဲနေဗကူအကြီးကျယ်ချင်းပေါင်းမယ်အခုနော်အခုဟိုဖန်အမျိုးနဲ့တောင်ကလေးမှလာမသိဘူးဆိုင်းပေါက်အကြီးကြီးကရင်မောင်နှမလာသူတို့ဖန်တီးအောင်မယ်နော်ပတ်စံအကောင်ကြခံပြီးတော့သူတို့ကအလကားရတာလေသူများစီကပတ်စံတွေလိလေပြီးတော့နော်ပတ်စံတွေကဒါကြောင့်မို့သူတို့ပတ်စံတွေကတန်ဖိုးမရှိဘူးသူများပတ်စံတွေလိညာပြီးတော့အခုဗာလဲတိုက်တွေဖြိုးနော်ပစ္စည်းတွေကိုမီးဆိုးပြတို့ပတ်စံမမဟုတ်တာသူများပတ်စံတွေနော်ကလေးကကြည့်ရတဲ့ပတ်စံတွေနဲ့သူတို့မျက်နှာလောက်တယ်အခုကမ္ဘောဒီးယားကစင်ဟာဘီဆိုတဲ့မြို့ကိုဒုစရိုက်မြို့တော်ကြီးပြဖန်ဒီဘီတမြို့လုံးကိုသာဂောကငွေနဲ့သိတယ်
ကမ်ဘောဒီးယားနဲ့နင်းရည်တွေလောက်တော့ဂိုင်းတွေကကမ်ဘောဒီးယားနဲ့စားနဲ့မြန်မာပြည်တဲကရွှေကုတ်ကိုပြောင်းရွှေ့ခဲ့တယ်မြန်မာပြည်မှာမင်းအောင်လိုင်ကနေစပြီးကထာဆလေးမှုတွေဖြစ်တဲ့အောင်ဆိုးဖက်နိုင်ဝင်းခင်လိုင်ရကတတိုင်မှုရတခတိုင်မှုမျိုးဝင်းမျိုးမိုးအောင်ကိုမောင်စောဖန်းလိုင်နော်ကြော်စွာဦးအဲ့ဒီအောက်ကတမမှုတွေအထိပူးပေါင်းတည်ထောင်ခဲ့တဲ့ရွှေကုတ်ကိုဒုစရိုက်ဒေသကြီးဖြစ်လာခဲ့တယ်ကပ္ပရာဇဝတ်မှုပေါင်းစုံကိုကျူးလွန်တယ်လူကောက်ကူမူကြီးစေဝါဖြန့်ဖြူကြားဖြန့်ကိုအင်္ဂါရောင်းချငွေကြေးခဝါချကားခိုးဂိုင်းတွေအထိလှုပ်တက်တယ်ဖာဂေါ်ရာဇဝတ်ဂိုင်းတွေ BGF DKBA ဒေသခံအဖွဲ့တွေမြန်မာစစ်တပ်တို့ပူးပေါင်းပြီးတော့လုပ်နေတယ်ပြည်တွင်းကဆိုရင်စိတ်လက်တင်ကအစပါဝင်ပတ်သက်တယ်အာရှနာမည်ကြီးမကာအိုက 14K ဂိုင်းကောင်းဆောင်ဝမ်ကွေကိုမလဲဝမ်ကွေကွိုင်ကအစရှိနဲ့အဆက်အသွယ်ရှိတယ်လို့ဆိုတယ်ဒါတွေအကုန်လုံးကို CIA မော့ဆက် NI 9ကတစင်တကဘာလောကသိပြီးသားသူတို့ကတုံးလို့ဖုံးနေတာခွေးချစ်သူတို့ကနော်ဖုံးနေတာတဘဝစာဒီနော်ကျမတို့ကရင်လူထုကိုကရင်လူမျိုးရဲ့သိက္ခာကိုချပြီးတော့နော်ကျုံမင်းအောင်လိုက်ရဲ့ကျုံတရုတ်ရဲ့ကျုံကိုကာကွယ်ပေးနေကျုံဖြစ်ဖို့အတွက်နော်စ조사နေတယ်ဒါတွေကိုနားလည်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ကဆွေကောက်ကိုရာစမှုတွေကိုရပ်တန့်ဖို့စ조사ခဲ့တယ်တက်တည်ထောက်ထားတွေလည်းရှိတယ်သမဒနဲ့ညွန်ကြားရေးမှုချုပ်မူးစော်ရဲ့နောက်ဆုံးအင်တာဗျူးကိုနားထောင်ကြည့်မယ်ဆိုရင်နားလည်ကြပါလိမ့်မယ်အဲ့ဒါကိုငတိုးတွေအတောင်းနာတွေအဆုံးရောက်တွေကနော်အထူးသဖြင့်ချစ်သူရဲ့ဘာလဲညီမငယ်လေးဒေါ်ချူဒီNLDလက်ထက်ကလောက်ခဲ့တာနော်နေတို့ပါတဲ့ချီကိုငါတို့ကရင်ကကြောက်ရမလားဆိုပြီးတော့သူများကိုထိုးချတယ်နော်တခိုးကလူပြန်ဟစ်တယ်ဆိုတာအဲ့ဒါကိုပြောတာတော့အောင်ဆန်းစုကြည်ကနေနေမယ်ဆိုတော့မောင်ချစ်သူငုံဗလဲမျက်နှာငုံယိုနဲ့KNU မိ KNU နဲ့ပြန်ပေါင်းမလို့မအေးလို့မင်းအောင်လိုင်ကိုထိုင်ပြီးတော့ရှိခိုးတော့မလို့ပဲနောက်ဆိုတော့မအေးလို့မင်းအောင်လိုင်ရဲ့ခြေသလုံးကိုဖက်ပြီးတော့နော်အာနာဖေးခိုင်းလိုက်တယ်အဲ့ဒါကိုစောက်ရှက်မရှိအမေစုကိုအပြစ်တင်နော်ကရင်အစွန်းရောက်အုပ်စုတွေအဲ့ဒီလူတွေကလူတွေမဟုတ်ဘူးနော်အဲ့ဒီလူတွေကတလိုက်ဆန်နေဒါကြောင့်မို့သူ့တော်ကောင်းကိုစော်ကားတဲ့အကျိုးကရင်ပြည်နယ်မှာအောင်မြင်မှုမရတာလေအခုမြန်မာပြည်သူတွေရဲ့နောက်ခံအားနဲ့ရပ်တည်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဖာဂေါကလောဝမကြိုက်ဘူးဒေါ်အောင်ဆန်းစုကြည်ဟာဖာဂေါကိုတင်မကပဲအမေရိကန်ကိုပါသတိထားပြီးဆက်ဆံတယ်မြန်မာနိုင်ငံမှာနိုင်ငံကြီးတစ်ခုရဲ့ဩဇာပဲအလုံးစုံသက်ရောက်မနေအောင်စူးစမ်းတယ်နိုင်ငံတကာပညာရှင်တွေကို9ရန်တာတောင်ဩစတြေးလျဥရောပအာရှအမေရိကန်နိုင်ငံတကာညပြီးတော့9ရန်တယ်တရုတ်ကနော်ဥရောပနိုင်ငံတွေအာရှနိုင်ငံတွေဂျပန်ကိုရီးယားထိုင်းတရုတ်အားလုံးကိုအရောက်သွားပြီးရင်းနှီးမြုပ်နှံမှုစီးပွားရေးပညာရေးကွန်ရက်တွေဖန်တီးခဲ့တယ်နိုင်ငံတိုးတက်ပြီးဥပဒေစိုးမိုးအောင်စ조사တယ်အမေစုကနော်အမေစုကဘယ်လောက်ထိပါနာသလဲစီးပွားရေးပညာရေးကွန်ရက်တွေဖန်တီးခဲ့တယ်နိုင်ငံတိုးတက်ပြီးဥပဒေစိုးမိုးအောင်စ조사တယ်9နှစ်အတွင်းမှာနော်အမေစုဘယ်လောက်ထိအမောခံပြီးတော့ဘယ်လောက်ထိစ조사ခဲ့သလဲအပြောခံပြောရင်ကြားစိတ်ရင်အဲ့ဒါကိုအစွန်းရောက်ကျွန်မပြောမယ်နော်အမေစုကိုမဟုတ်တဲ့အမေစုကိုမကြိုက်တဲ့အမေစုကိုနော်မကောင်းဘူးပုတ်ချပြောဆိုတဲ့လူတိုင်းဒီသူရုပ်မာနေပဲအမေစုကိုသူတို့ဘလောက်ပဲပုတ်ချနော်ဖောင်းထုပြောဆိုနေပါစီအမေစုကသူတို့ကိုတခွန်းမပြန်မတုတ်ပြန်ခဲ့ဘူးရင်ကြားစိတ်ရင်အဲ့ဒါကိုတချို့ကရင်အစွန်းရောက်တွေကမင်းအွန်လိုင်းဘက်ကရတီပြီးတော့သူတို့ဗမာအချင်းချင်းဆိုတော့လူမျိုးရင်းနဲ့သွေးခွဲတယ်အဲ့ဒီလူတွေကလေထမင်းစားတာမဟုတ်ဘူးညက်စားတာနွားတွေညက်စားတဲ့နွားကရင်တွေလို့ပဲမှတ်လိုက်ပြီတို့အခုရင်းနှီးမြုပ်နှံမှုစီးပွားရေးပညာရေးကွန်ရက်တွေဖန်တီးခဲ့တယ်နိုင်ငံတိုးတက်ပြီးဥပဒေစိုးမိုးအောင်စ조사တယ်ကမ္ဘာမှာမြန်မာလိုပြည်တွင်းအားနဲ့ရပ်တည်နိုင်အောင်ဖာဂေါကြုံပြုမှုကိုလွတ်အောင်စ조사ခဲ့တယ်အမေစုကနော်ကိုကျုံးကိုမအေးလို့မင်းအောင်လိုက်အုပ်စုတွေမသွားရဘူးတယောက်ကြောက်တွေကြီးပဲဒါပေမဲ့အမေစုကနော်သွားခဲ့တယ်ဘယ်သူမှတားလို့မရဘူးအမေစုကသွားခဲ့တယ်တယောက်တော့မှကျမတို့အမေစုကိုကြောက်နေရတာနော်အမေစု9နှစ်အတွင်းဘယ်လောက်ထိလှပစီးပွားရေးအမေစုဒီ9နှစ်အတွင်းမှာဓမ္မ85ရာခိုင်တော့ပဲနော်အမေစုလှပလေးလှုပ်သွားခဲ့တာအဲ့ဒါကြောင့်မို့စစ်အစိုးရအဆက်ဆက်သူတို့လှုပ်ချင်တိုင်းလှုပ်ကြုံပြူခဲ့တဲ့မြန်မာပြည်
စွမ်းရည်ထက်မြက်ခြေလန်းသွက်တဲ့ဒေါ်အောင်ဆန်းစုကြည်နည်းနည်းလေးလောက်ပိုင်ခွင့်စရတာနဲ့စီလုံးပြီးတိုးတက်လာတဲ့အခါသားကောရဲ့ကြုံဘဝကလွတ်မြောက်လာတယ်အခုဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဖို့လေဒီသားကောရဲ့အကြံပဲအမေစုကိုသူကအဖေကြောက်တာအမေစုရဲ့ပညာကိုသူကအဖေကြောက်တာသူကကလေးကချစ်ပညာပဲတတ်တာလေစီလုံးပြီးတိုးတက်လာတဲ့အခါသားကောရဲ့ကြုံဘဝကလွတ်မြောက်လာတယ်သားကောအတွက်တော့ပြဿနာပဲမင်းအောင်လိုင်ကိုအာနာသိဖို့မြောက်တယ်ပေါ့နော်သို့တော့သားကောကမင်းအောင်လိုင်ကိုတစ်ဆက်မှမယုံဘူးမြန်မာစစ်တပ်ဟာသားကောကိုပါမခေါ်ပဲရုရှားကိုသာပထွေးတော်နေတာကြွက်မင်းတွေငါတလောက်ပေါင်းတွေသားကောတို့သိတယ်မြန်မာစစ်တပ်မှာရုရှားပြန်လေဆိုကြတဲ့ကသူအခန့်နေတာနေပြီးတော့မှရုရှားစာတွေရုရှားစကားတွေတော့မှသူတို့သိနေကြတယ်သူကတရုတ်ကိုနော်မင်းအောင်လိုင်ကတရုတ်နဲ့ဘယ်လိုပြောမလဲသူကတရုတ်ကိုမယုံဘူးနော်တရုတ်ကိုသူပေါင်းနေပေမဲ့လေသူကရုရှားကိုသူပိုယုံကြည်တယ်မင်းအောင်လိုင်ကသာကောစကားကိုနားမထောင်ဘူးသာကောဟာမင်းအောင်လိုင်ကိုကြိုးသွားအောင်ပြည်တွင်းစစ်မီးဆိုတဲ့ကြိတ်တွေနဲ့ရိုက်နှစ်ဖက်လုံးလက်နဲ့ထောက်တစ်တော်ညာနေခုံကိုနော်သာကောအတွက်မင်းအောင်လိုင်ဟာဇောင်းကြွားတဲ့ကြုံရုပ်မင်းအောင်လိုင်အောက်ကစစ်တပ်အားပေးတွေနောက်ဆွဲအားလုံးကသာကောရိုက်နဲ့ဆုံးမပေးရမယ့်ကြုံသဘောက်တွေမြန်မာစစ်တပ်ကျိုးနုံစေဖို့ပြည်တွင်းကပုံကန်သူတွေကိုထောက်စကားနဲ့နားထောင်တဲ့အခါအယိုးအရင်လေးပစ်ကျွေးချိန်နဲ့ရိုက်လိုက်အယိုးပစ်ပေးလိုက်အခုမတရုတ်ကြုံပေါ့နော်တရုတ်ရဲ့ကြုံဖြစ်တဲ့တိုင်းရင်းသားအမိခံအီယာကိုတချို့တွေကပြောတာအယိုးကိုက်လိုက်သူတို့အယိုးကိုက်ရပြီဆိုရင်စားတပြီးတော့ကုန်သွားလို့ဆိုရင်သူတို့ပြန်ပြီးတော့ကြုံခံပြန်တယ်နော်ဒါကြောင့်မင်းအောင်လိုက်တာရှိနေသမျှသာကောဟာတနိုင်ငံလုံးကိုစစ်မီးတွေမငိမ့်အောင်ရှုံမှာအဓိကမအေလို့မင်းအောင်လိုက်မရှိတော့ရင်အဓိကတရခံကမင်းအောင်လိုက်မယ်အဲကြောင့်မင်းတို့ကတခြားပညာဒီမလဲမင်းတို့ဗါပြီးမင်းအာကမပြီးမအာကမအဲ့တရုတ်ရဲ့ဗျူဟာတရုတ်ရဲ့ဇက်ညွန်းနော်ဒါကြောင့်မင်းအောင်လိုက်မပြုတ်မချင်းတရုတ်ကတော့အကုတ်ကိုမီးရှုံမှာမင်းငိမ့်မှာမဟုတ်မီးမွေးမှာဒေါ်အောင်ဆန်းစုကြည်လက်ထက်တော့ကလို့စီလုံးပြီးငိမ့်ချမ်းရေးစီဦးတည်နေတာသူ့အတွက်ကတော့ပြဿနာဒါကြောင့်မင်းအောင်လိုက်ဘက်ကနော်ပူးသတ်တလန်ကိုမွေးပြီးတော့သိစိတ်ကိုမွေးပြီးတော့လူမျိုးရင်းနဲ့မိုင်းတိုက်တယ်အဲ့ဒါကိုကရင်အစွန်းရောက်တစ်ဖက်ပိတ်တွေကနော်မသိဘူးအမျိုးသားကြီးအခုချိန်ထိမသိသေးဘူးဟိုကသူတို့ကိုဗာလဲသူတို့ကိုကြုံဆက်သွင်းနေတာအခုချိန်ထိမသိသေးဘူးနော် KNU အကြောင်းပြောလို့ရှိရင် KNU ဆိုတာကျမတို့ကရုပ်မာတဲ့ KNU ကိုပြောတာသူတို့ကလူစိုးလူကောင်းမခွဲခြားတတ်တော့ဘူး KNU ကိုထိရင်သူတို့အဖေနာတတ်ကြတယ်အဲ့ဒီလူတွေကမျက်စားတဲ့နွားတွေလူမဟုတ်ဘူးဒါကြောင့်မို့အဲ့ဒီအယုဗာလဲတရုတ်နော်တရုတ်ကြုံတွေခိုင်းသမျှအကောက်လုံနေတာသူတို့ကနွားတွေလीနော်သူတို့ကိုဟိုကနဖားချိုးထိုးထားနေပြီပါကောရဲ့မြန်မာပြည်ပလန်မင်းအောင်လိုင်တို့အာနာယူငမိုက်သားကိုတစ်ဖက်မှာထားဒေသဆိုင်ရာပုံကံမှုတွေကိုတစ်ဖက်မှာထားရလဲကြက်စီရလဲညက်စီကြားလဲပန်းစီအခုသူလုံနေတဲ့ view ဟာကဒီလိုမျိုးဘူးဟာအချင်းချင်းကိုသူကအပြမတိုက်ဘူးလက်နဲ့လဲရောင်ရတယ်တိုင်းပြည်ရဲ့တန်ရာစာတတွေကိုလည်းသူရတယ်တိုင်းပြည်ကိုလည်းသူအုပ်ချုပ်နိုင်တယ်သူခိုင်းနိုင်တယ်အုပ်ချုပ်နိုင်တယ်အဲ့ဒါတရုတ်ရဲ့ဘလောက်ထိအောက်တန်းကြတဲ့စိတ်ဓာတ်လေ